来，叫你来，回来了，看。没有拿东了。သုံးတာအကိုမဟုတ်ပါဘူးငါကြီးရဲ့အခုဒါသုံးတာပါ sorry တော့ကို sorry ရပါတယ် 呀，没把东了。ကျွန်တော်ဟို 谁也别理我。အတီးပါ ကိုကျွန်တော်တုံးတာဘယ်လောက်ကြာ ဟိုသုံးတာဘယ်လောက်ကြာပြီလဲတော့အကိုလည်းမသိဘူးငါကြီးရဲ့အကိုသိတာတော့မကြသေးဘူး ဘယ်မှာရောက်ပြပြနေရလဲ 呀အခုကျွန်တော်အကြောင်းစုံစမ်းနေလား ဟိုအကိုစုံစမ်းပြီးပါပြီအကိုတီးတင်တဲ့လောက်လည်းသိပါတယ်ငါကြီးရဲ့ ကျွန်တော်ကြုံမေးရတာကျွန်တော်ဖြန့်အကျန်းပန်းဖြတ်တယ်လို့ချုံမိပါရဲ့သူတို့သားသမီးကိုလက်ပါချေပါတယ်မကြိုက်ကြဘူး ဟုတ်တယ်လေအဖေလည်းမကြိုက်ဘူးလေ ဟဲ့ တာရဲ့နေတတ်မအောင်မဟုတ်ငါကြီးရဲ့ဟိုအကိုသားလေးစီးပြတ်သွားမယ်ဆိုလို့ရှိရင်လေငါကြီးဘလို့ပဲဆုံးမပါအကိုလက်ခံပါတယ် ဟာအဖေဘာလို့ရှောက်ပြောနေတာလဲ ဩတာရဲ့တားပေါ်ကောင်းစားဖို့အတွက်ပဲတာရဲ့ ဆေးပြတ်သွားတော့မပူနဲ့စိတ်ချပြတ်သွားတယ်ဒါနဲ့အခုကဘာမှနေတာ အကိုကဒီအနောက်လမ်းလေးမှာပါပဲ ဝေးပါဦးလားဆိုတော့ကြောက်ပြောပြမယ်ညနေ9 နာရီခွဲလောက်ကြာသူ့လာပြန်ခေါ်လိုက် ဟာကျွန်တော်မနေခဲ့ဘူးနော်အဖေ တာရဲ့နေခဲ့လိုက်ပါခဏလေးပဲအချိန်ဘယ်တော့မှမကြောက်ညနေ9နာရီခွဲနော် 9 နာရီခွဲ အေးအကိုညနေ9နာရီခွဲကြာရင်လာပြန်ခေါ်လိုက်မယ်လေ စိတ်ချထားပြန်တော့စိတ်ချရအခုပြန်လို့ရတယ် ဟိုစိတ်ချလိုက်ကြနဲ့အပ်ခဲ့မယ်နော် အဖေတော့မနေဘူးလေပြင်းနဲ့သူပြန်လိုက်မယ် နေခဲ့ပါတာရဲ့တာဘယ်တော့မှမကြောက်ဘူးနော်ညနေကျရင်အဖေလာပြန်ခေါ်မယ်တာကို အဖေကလည်း လိမ္မာပါတယ်တာရဲ့နော် အဲ့ဆိုအဖေပြန်လာတော့မိချစ်တော် ဟဲ့ဘာအောင်မီးကြည့်လေ